အားလုံးပဲမင်္ဂလာပါရှင်။ယခုပြောပြပေးသွားမယ့်ဖြစ်ရမှန်ဇာတ်လမ်းလေးကတော့သမီးမင်းကလေးမွေးထားတဲ့မိခင်တိုင်းတီးကိုတီးထားတဲ့နဲ့ပညာပေးဇာတ်လမ်းလေးတစ်ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အသိပညာနည်းပါးတဲ့မိဘတွေကြောင့်လူမဆန်တဲ့ယောက်ျားသားတွေအောက်မှာသမီးငယ်လေးတွေရဲ့ဘဝနှင်မွန်းခဲ့ရပုံတွေကိုနားဆင်ခံစားရမှာဖြစ်ပါတယ်။ဘာဘလို့အဲ့ဒါလို့ဖြစ်သွားတာတဲ့။ခင်စုတဲ့ရင်ကတရွာလုံးတစ်မျိုးနယ်လုံးတောင်းမိပမာပြည့်လွတ်လွတ်နေပါတယ်။ခင်စုသက်က73နှစ်အထမတန်းကျောင်းသူခင်စုကသမီးကြီးဆိုတော့အမေရဲ့အိမ်မှုကိစ္စများမှာကြောင်းမသွားခင်ကျောင်းပိတ်ရက်များမှာဝိုင်းကူပေးရသည်ခင်စုတို့ဒေသကျေးရွာတွေကကိုယ့်ရဲ့ဝိုင်းနဲ့ကိုနေကြပေမဲ့ချိုးရည်သုံးရည်ကိုတော့ရေရင်းရှိသည့်အိမ်ဝိုင်းမှာတွားပြီးချိုးကြသုံးကြရှော့ဖို့ကြသုံးဆွဲကြသည်ဦးရွှေပေါ်ကခင်စုရေလာချိုးရေလာခတ်ပြီဆိုတာနဲ့သူကိုယ်တိုင်ရေငင်ပေးတတ်သည်ခင်စုကလေးဘဝကလေးကချီပိုးထင်းချောင်းလာသူမို့ဦးလေးအရင်ပမာခင်မင်ကြသည်ဦးရွှေပေါ်မိမကလည်းခိုင်းစရာရှိလင်ခင်စုကိုခေါ်ခိုင်းမြဲပဲအကျွမ်းတွင်မိသားစုချင်းဖြစ်၍တအိမ်နဲ့တအိမ်ဆောက်ရှောက်ကြသည်သူ့ဝင်ကိုယ်ရင်ဝင်ထွက်သွားတာအစမ်းတကျယ်ကိစ္စမဟုတ်ပေခင်စုအသက်အရွယ်ကအပြိုပေါင်းမှလေးဖြစ်လာတော့ခန္ဓာကိုယ်ကဖွံ့ဖြိုးစားအမေကလည်းတောနေတော့စားကလေးတစ်ပြုံနဲ့ခင်စုကိုဒီလိုနဲ့ဒီလိုထိုင်ဒီလိုသွားလာဟု၍မိန်းကလေးတက်အံတိအပ်တာလည်းမတင်ပေတတ်တခါတရံဟိုဘက်ဒီဘက်အိမ်မှာအိမ်သားများမရှိချိန်ရေရင်းမှာခင်စုလျှော်ဖို့စေးကြောပြီဆိုရင်ဦးရွှေပေါ်ရေဝိုင်းကိုခတ်ပေးရင်ခင်စုကိုဟိုတို့ဒီတို့ဆာနောက်တတ်သည်ရှင်ရင်သိန်းစာခင်စုရင်အိမ်ကိုမကြာခဏတိုးထီလာသည်ကိုရှိပေါ်ရဲ့နှုတ်စကားများကဗီဒီယိုစကားတွေကမင်းသားနဲ့ပြောဆိုနေပုံကခင်စုစိတ်ထဲမှာနားထောင်လို့ကောင်းနေသည်တနေ့အမေကစောလောင်းဖို့စုံစောချက်ခိုင်းထားသည်ခင်စုမိဖို့တဲ့မိမိုးရံမိချစ်ကရှာမတွေ့တဲ့အိမ်လုံးရှာရသည်တွေ့ပြန်တော့မိချက်ကဂတ်စ်ကုန်လို့မိမပွေခတ်ပြီးအချိန်မီထမင်းကိုမကြက်လင်အမေကရိုက်တော်မီဘလို့လုံးရပါစဉ်းစားဟိုဘက်အိမ်ဝိုင်းမှာမီးရောင်မြင်ရသည်ခင်စုခတ်တော့ကူးသွားလိုက်သည်ပြောအင်ရှင်တို့အေးဘာလဲခင်စုဥပေါ်မင်းချစ်ရှိလားခဏငါပါနော်အေးအိမ်ပေါ်မှာတက်ယူချေဒီအိမ်ကခင်စုငယ်စဉ်ကလေးကဝင်ထွက်သွားလာနေကြခတ်တော့ပဲအိမ်ပေါ်တက်သွားလိုက်သည်ဦးရွှေဘောတို့စလိတ်ခွက်ထားသက်သည့်နေရာမှန်ပြီးမိချစ်ကုန်းရှာစေခင်စုခန္ဓာကိုယ်လေးနေတဲ့သူမြောက်တက်သွားသည်နဲ့ဟင်ဦးလပေါ်ဘာလို့မလို့လဲခင်စုရက်ကန်ရင်အိမ်နောက်ခန်းတွင်းသို့ခေါ်သွားသည်နားတော့မလဲခင်စုအော်ရမှန်းလဲမသိအော်တကြီးမြင့်တက်နေမိသည်ဦးရွှေဘောပြောတာတွေလည်းနားမလဲရွှေရှင်ကားတွေထဲကလို့မင်းသားမင်းသမီးချစ်တင်းနှောကများနဲ့ခင်စုတခါမှခုလိုမကြုံဘူး၍အော်ရငိုရမှန်းလဲမသိအခွင့်ရေးယူတာလဲဘာညာမသိဦးရွှေဘောကြီးကသူ့ကိုချစ်လို့ဆိုတာတော့သိတယ်လို့တအိမ်သားလုံးမရှိတော့ဦးရွှေဘောကြီးအပြုတ်မူကရင်ငတ်တော့ရေရင်းနဲ့ချဆိုသလိုဖြစ်နေသည်တောက်လေငတ်မပြေသည်နဲ့ပြီးတော့ခင်စုကိုမဖိုးတွေပေးသည်အတော်ပဲရွာထိပ်ကကြီးခိုင်စီမှာကလေးလက်လာလေးဝယ်ရတော့မည်အမေသမီးဘိုက်ထမှာခုတူတူနဲ့ခင်စုအခုတော်တော်ဘိုက်ကတင်းတင်းကြပ်ကြပ်နဲ့အမေကိုပြပြမိသည်အမေကစမ်းကြည့်သည်ခင်စုဘိုက်ထဲမှာအလုံးတယောက်ယောက်ပြူစားတာဖြစ်မိမဖြစ်ချေရွာနောက်ပိုင်းကပြောကဆရာနဲ့ပြရသည်ရေစင်တိုင်းရေမန်းတိုင်းကြော်ပွဲပေးဆိုပေးတစ်လနှစ်လသုံးလပြောကနီးနဲ့မရနိုင်တာတည်တာသည်ခင်စုဝမ်ဘိုက်အလုံးကတနေ့တခြားကြည်လာသည်ခင်စုကျောင်းကဆရာမကမျိုးနယ်စေးုံတို့ခေါ်ကသွားပြပေးရှာသည်ဆရာဝန်ကတေချာစွာစမ်းသပ်ပေးပြီးယောဂဖြေရှာပေးသည်ကလေးမကိုဝင်ရှိနေတာပါရှင်ဆရာမခမဆရာဝန်ကြီးစကားထေကြပြီးခေါင်းနှပန်းကြီးသွားရသည်စိတ်လည်းမကောင်းခလေးစိတ်မပြောက်တပြောက်အရွယ်နုလေးဖြစ်ရလေခြင်းချော့မော့မရတော့သည်အိမ်ချဝိုင်းကလျက်ကဥရွှေပေါ်ဟုဆိုသည်တမီးကိုခုလိုပြုတ်ကျင်တာကိုတမီးကအကူညီကောင်းမအော်ဘူးလားတမီးအလိုအော်ရမှမသိဘူးဆရာမပကတိအပြစ်ကင်းပြီးလောကကြီးအကြောင်းဘာမှမသိသေးတဲ့ရှောင်းတက်တင်းတင်းရမှန်လည်းမသိသည်ကလေးငယ်အပေါ်သားသမီးချင်းကိုချင်းမစားရက်ဆက်လိုက်ပုံများမိဘများကလည်းလောကကြီးအကြောင်းဘာမှသိပုံမရမနက်မိုးလင်းလဲရသွားလို့ပြန်လာမိုးချုံမနက်စာညစာမှန်မှန်စားနေုံနဲ့ဘဝကိုကျဉ်းနေကြသူများဖြစ်သည်ဘူးတူတာမရှိသိဖို့လည်းမကြိုးစားငွေထားသည့်သားသမီးသွန်နေရမှန်လည်းမသိသူများကြောင်းထား၍သာသူတို့လည်းသားသမီးကိုကြောင်းထားပေးတာနဲ့တာဝန်ကျေပြီးထင်ထားကြသည်ခင်စု၏ပြဿနာကတရွာလုံးမီတော့ကုန်သည်ဖုံးမရဖိမရတရားခံလဲသိပြီခင်စုကလည်းကလေးပြီးလူကြီးများစင်မေးသမျှအကုန်ပြောဦးရှိဘောကလည်းမငင်းပေ73နှစ်သမီးဆိုတော့ကိုဝင်မရနိုင်လောက်ဘူးထင်လို့ပါသူ၏သွေးသားတောင်းကြမှုကိုခပ်ပေါ့ပပပြုမှုခဲ့သည်ပုံမှန်386ဤဆုံးမမှုကိုရှောင်ရမရတော့ကျင်းလက်တော်ရမှာပဲနေမြို့မှာပဲနေအရွယ်ရောက်မရောက်ယနေ့ခေတ်တက်ညံမရိမှုများရှိတဲ့ပေရာရေချိုးရအိမ်သာဝေးကွာပါကအနီးကမျက်ခြေမပြတ်ဆောက်ရှောက်တင်ပေသည်မိမိအိုးရင်အကာရံများလုံခြုံမှုထားစေခြင်းသည်
မိမိဝန်းကျင်ဒဇိန်ယောက်ျားမိန်းမများနဲ့လည်းယုံကြည်စိတ်ချမထားသည်လူကုန်ကူးမှုတက်ငယ်မရေမှုများမဖြစ်ပေါ်ရန်မိမိရင်သွေးမိသားစုများကာကွယ်စောင့်ရှောက်ကြစေခြင်းသည်ဟုတ်ကဲ့ပါရှင်ကျွန်တော်ရဲ့ channel လေးကနေယခုလိုစိတ်ဝင်စားဖို့ရကောင်းတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ရှင်